ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာ KSN ကတ်တွန်း channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာကျွန်တော်အခုပြောမဲ့ပုံမြင်လေးကတော့ပညာရှိသောမြေခွေးဆိုတဲ့ပုံမြင်လေးပဲဖြစ်ပါတယ်ခင်ဗျာတခါတုန်းကပေါ့ဗျာတောထဲမှာချင်းတိကြီးတစ်ကောင်ရှိပါတယ်တဲ့ကွယ်ချင်းတိကြီးဟာနုပြိုငယ်စဉ်တုန်းကတားကောက်များကိုအလွယ်တကူဖမ်းယူစားတောက်နိုင်ခဲ့တော့လေအသက်အရွယ်ကြီးရင်အိုမင်းလာတော့အခါခွန်အားနဲ့ပါလာပြီးတားကောက်များကိုဖမ်းယူနိုင်စွမ်းမရှိတော့ဘူးပေါ့ကွယ်အဲ့ဒါလို့နဲ့ချင်းတိကြီးဟာတားကောက်များကိုလိုက်လံမဖမ်းယူပဲသူရှိမောက်တို့ရောက်ရှိကအလွယ်တကူရယူစားတောက်နိုင်မိနီလန်းကိုတွေးတောကြံစလေးပါတော့တယ်အဲ့ဒါလို့နဲ့နောက်ဆုံးမှာတော့ချင်းတိကြီးဟာအကြံတစ်ခုရရှိသွားပါတော့တယ်သူ့ရဲ့အကြံကတော့မှောင်မင်းနေတဲ့ဂုတခုတဲတို့ဝင်ပြီးတော့နေမကောင်းချင်အောင်ရောင်ဆောင်လိုက်မယ်ဆိုပြီးကြံစလိုက်ပါတော့တယ်မကြခင်မှာပဲတော်ထဲမှာရှိတဲ့တာရဲတရိတ်ဆန်များဟာသူတို့ရဲ့တော်မြိုင်တခင်ကြီးချင်းတိကြီးနာမကျန်းဖြစ်ကြောင်းကိုကြားသိလိုက်ကြပါတော့တယ်အဲ့ဒါကြောင့်တာရဲတရိတ်ဆန်များဟာချင်းတိကြီးရှိရာဂုတွင်းတို့တကောင်ပြီးတကောင်လာရောက်ပြီးတော့ချင်းတိကြီးရဲ့တည်င်းကိုလာရောက်မေးမြန်းကြတာပေါ့ကွယ်အဲ့ဒါလို့နဲ့ဂုတွင်းတို့ရောက်လာကြတဲ့တာရဲတရိတ်ဆန်များမှာအကြံကြီးကြံနေတော့ချင်းတိကြီးဤဖန်ယူစားတောက်ခြင်းကိုခံရပြီးဘဝလန်းဆုံးရောက်သွားကြတာပေါ့ကွယ်ချင်းတိကြီးရဲ့ဂူထဲကိုစိတ်ကလေးတစ်ကောင်ဂူတွင်းတို့ဝင်သွားတော့လေပြန်ထွက်လာဒီကိုမတွေ့ရဘူးပေါ့ကွယ်အဲ့ဒါလိုပဲတမင်တွေကလအုပ်တွေယုံတွေခွေးတူဝက်တူတွေလက်တွေအစရှိတဲ့တတဝများကြီးလဲချင်းတိကြီးရဲ့တည်င်းမေးရန်ဂူထဲတို့ဝင်သွားကြတော့လေတကောင်မှပြန်ထွက်မလာကြဘူးပေါ့ကွယ်အဲ့ဒါလိုနဲ့တနေ့မှာမြေခွေးတစ်ကောင်ဟာချင်းတိကြီးအားတည်င်းမေးရန်ချင်းတိကြီးရဲ့ဂူတွင်းတို့ရောက်ရှိလာပါတော့တယ်အဲ့ဒီနောက်မြေခွေးကြီးဒီဂူပဝါမနေကချင်းတိကြီးအားအရှင်ရှင်တိကြီးရေနေကောင်းသွားပြီလားဗျနေကောင်းသွားပြီလို့ထင်ပါတယ်လို့အားပေးစကားပြောလိုက်ပါတော့တယ်အဲ့ဒီအခါချင်းတိကြီးကနေမကောင်းသေးပါဘူးကွာဘာလို့အပြင်မှာရက်နေတာလဲအထဲကိုဝင်ခဲ့ပါဦးမြေခွေးရဲ့လို့ပြောလိုက်ပါတော့တယ်ချင်းတိကြီးရဲ့စကားကိုကြားတဲ့အခါမြေခွေးကကျွန်ုပ်ဂူထဲကိုလာချင်ပါတယ်ဒါပေမဲ့ကျွန်ုပ်ဂူရှိရောက်လာတဲ့အခါဂူပဝါမှာတာရဲတွဲဆန်တွေရဲ့ခြေရာတွေဟာအထဲကိုဝင်သွားတာကိုတွေ့ပြီးပြန်ထွက်လာတဲ့ခြေရာကိုကျွန်ုပ်တစွန်းတစားမျှမတွေ့ရပါဘူးလို့ပြန်ပြောကအဝေးကိုထွက်ပြေးသွားပါတော့တယ်ပရိသတ်ကြီးများခင်ဗျာတတိမူလေဂုံမြင်ဒီဆိုတဲ့စကားအတိုင်းမြေခွေးကြီးဟာတတိမူကစူဆန်လေးလာတက်တဲ့အချက်လေးကြောင့်အသက်အန္တရာယ်ပြီးမှလွတ်ကင်းသွားရပါတော့တယ်ပရိသတ်ကြီးတို့ကိုလည်းဘဝမှာတတိမူပြီးစူဆန်လေးလာတက်တဲ့အလစ်အကျင့်လေးရှိစေရှင်ပါတယ်ဒီကနေ့ပုံမြင်လေးကတော့ဒီလောက်ပါပဲဗျာပုံမြင်လေးကိုအဆုံးအထိအားပေးနားဆင်သွားကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးအထူးတင်ပါတယ်ခင်ဗျာနောက်နေ့တွေမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့ပုံမြင်လေးများစွာဆက်လက်တင်ဆက်ပေးသွားမှာမို့ကျွန်တော်ရဲ့ channel လေးကိုအားပေးကြည့်ရှုကြပါအောင်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ